ကဲအားလုံးပဲမင်္ဂလာပါပွဲစုံရဲ့ပွဲပြီးသုံးသက်ချက်အစီအစဉ်တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုမှာတော့ကျွန်တော်ညီကိုနှစ်ယောက်ကနိုမာလာ9ရက်နေ့တနင်္ဂနွေနေ့ညရဲ့ည7:00နာရီအချိန်မှာကစားသွားတဲ့ Premier League အတင်းကြီးပွဲစဉ်တစ်ပွဲလေးဖြစ်ပွဲကောင်းတစ်ပွဲလေးဖြစ်ခဲ့တဲ့ Manchester City နဲ့ Liverpool ရဲ့ပွဲပြီးသုံးသက်ချက်အစီအစဉ်လေးကိုပြုလုပ်တင်ဆက်ပေးတော့မှာလည်းဖြစ်ပါတယ်မင်္ဂလာပါကိုမင်္ဂလာပါဗျဟုတ်ကဲ့ဗျကိုဒီပွဲမှာတော့ဒါ Manchester City အသင်းရဲ့အိမ်ကွင်း Etihad Stadium မှာဒါ Liverpool အသင်းအနေနဲ့လာရောက်ရှင်ပြန်ကစားသွားတဲ့ပွဲတစ်ပွဲလေးဖြစ်တယ်ကိုဒီပွဲမှာတော့ဒါကျွန်တော်တို့တည်ပြီးသားအတိုင်းပဲ Manchester City ဘက်မှာဆိုရင်နီးပြကြီးဘက်ဂေါ်ရီယိုလာအဓိကဦးဆောင်လာပြီးတော့ Liverpool အသင်းဘက်မှာဆိုတော့နီးပြအာနီစလော့အနေနဲ့ဦးဆောင်လာခဲ့ရလည်းဖြစ်တယ်ကိုဒီပွဲကတော့ကျွန်တော်မျှော်လင့်ထားသလိုအပြန်လန်တွင်းငိုးတချို့ကိုမြင်ခဲ့ရခြင်းမရှိဘဲနဲ့ဒါ Manchester City အသင်းအနေနဲ့တော်တော်လေးကောင်းကောင်းမွန်စွမ်းဆောင်ရည်တစ်ခုကိုစွမ်းဆောင်သွားပြီးတော့ပွဲကဒါ Manchester City အသင်းကဦးဆောင်သွားတယ်ဆိုတော့ပွဲတစ်ပွဲလုံးဦးဆောင်သွားတယ်ဆိုတဲ့အနေအထားမျိုးထိရောက်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိရေကိုဒီဘက်ကိုကျွန်တော်အနေနဲ့ဒါအချင်းချုပ်ပြောပြရမယ်ဆိုရင်ဒါကျွန်တော် Manchester City အသင်းနဲ့ Liverpool အသင်းတို့ထိပ်တိုက်တွေ့ဆုံတဲ့နေရာမှာ Liverpool အသင်းဘက်ကတော့ဒါ Manchester City ဘက်ကိုဒါကောင်းကောင်းမွန်မွန်တုံ့ပြန်နိုင်ခဲ့ခြင်းမရှိဘဲနဲ့ဒါ Manchester City အသင်းဘက်ကဆိုရင်29မိနစ်မှာဟာလန်ရဲ့အသင်းကိုတဘောပထမပိုင်းပွင့်ပြီးခင်ဒါ48မိနစ်မှာ Nico Gonzalez ရဲ့ဒါ goal area ပြင်ပကနေကန်လိုက်တဲ့ကန်ချက်နဲ့ရသွားတဲ့ဂိုးတကိုပြီးတော့ကျွန်တော်ဒါမိနစ်60ကျော်မှာဒါဒိုကူရဲ့လှပတဲ့သွင်းမှုတစ်ခုနဲ့ဒါ Manchester City တို့3ဂိုးမရှိဆိုတဲ့ရလနဲ့ဒါရမှတ်3မှတ်ကိုရယူသွားပြီးတော့အပေါ်အာဆင်နယ်အသင်းနဲ့4မှတ်ကွာဒါအဆင့်2နေရာမှာဒါအာဆင်နယ်အသင်းကိုလိုက်ရန်ပြီးတော့ဒါဖိအားပေးနိုင်ထားတဲ့အနေအထားမျိုးကိုတွေ့ရတယ်ဗျဆိုတော့ဒါ Manchester City အသင်းရဲ့အင်ကွင်း Etihad Stadium မှာဒါ Liverpool လာရောက်ရှင်ပြန်ကစားတဲ့ပွဲနဲ့ပတ်သက်ပြီးအခုမြင်လို့ရတစ်ချက်လောက်သုံးသပ်ကြည့်ပြပါဦးဟုတ်ကဲ့ဗျကျွန်တော် Premier League ပွဲစဉ်17ရဲ့ Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester City အသင်းနဲ့ Liverpool အသင်းရဲ့ပွဲစဉ်ကတော့ဒါအင်ရှင် Manchester City အသင်းရပဲချီသွမ်းတာကိုရလက်အတာနဲ့ပဲဒါတစ်ဖက်သက်ဆန်သွားနေပဲကိုရပြီးဆုံးသွားခဲ့ရဗျဟုတ်ကဲ့ဗျဒီပွဲရဲ့နိုင်ရလက်ကြောင့်ဒါ Manchester City အသင်းနေနဲ့ Premier League အဆင့်2ထိတာပြန်လဲတက်လာနိုင်ခဲ့ဖြစ်တယ်ဗျဟုတ်ကဲ့ဗျဒီပွဲစဉ်ရနိုင်ရလက်ကြောင့်နီးပြိုင်ဘက်ကွာရီလာရဲ့ Manchester City အသင်းကတော့ Premier League Champions ပြည်လမ်းကြောင်းပေါ်မှာအဆင့်1ကနေရည်တည်နေတဲ့ Arsenal အသင်းနဲ့အတူဒါရမယ်4မှတ်အကွာနဲ့နောက်ကနေဖိအားပေးနိုင်ခဲ့ဖြစ်တယ်ဗျဟုတ်တယ်ဗျကျွန်တော် Super Sunday ရဲ့အသေးကြီးနဲ့တင်ထိတ်တဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာကျွန်တော်ပင်းသက်တွေအနေနဲ့ပွဲကောင်းတစ်ပွဲကိုမျှော်လင့်ခဲ့တယ်ဆိုပေမဲ့လည်းတကယ်တမ်းပွဲကစားချိန်မှာတော့ Manchester City အသင်းရပဲခြေစွမ်းအတာနဲ့ကိုဝက်ကန်နေဝင်အတာနဲ့အဖက်ဖက်ကနေတာသီးကြရည်သွားခဲ့ပြီးတော့လိုအပ်နေတဲ့နိုင်သုံးမှတ်ကိုပြည်စီစီလေးပဲရယူသွားခဲ့လို့ပြောလို့ရမယ်ဗျဟုတ်ကဲ့ဗျကိုအနီးပြအိကကွာယူလာဦးဆောင်တဲ့ Manchester City အသင်းရလည်းဒီပွဲစဉ်မှာအတောက်တေးကုန်လူစင်းနဲ့ပေါ်ထွက်လာခဲ့ပြီးတော့အနီးပြအာနီစလော့ဦးဆောင်တဲ့ Liverpool အသင်းရလည်းသူတို့တင်းရတောက်တင်းလို့လူစင်းနဲ့ပေါ်ထွက်လာကျွန်တော်တွေ့ရဗျဟုတ်ကဲ့ဗျကိုပွဲစားရဆိုတာနဲ့ Ancient Manchester City အသင်းရတာ Liverpool အသင်းကိုအကောင်းဆုံးတိုက်စစ်စစ်တီးအားပေးနိုင်ခဲ့ပြီးတော့ပွဲချိန်12မိနစ်ရောက်မှာပနတီရခဲ့တယ်ဆိုပေမဲ့လည်းဒီပနတီကိုတိုက်စစ်မှုအေလင်ဟန်ကလွဲချော်ခဲ့လို့ဒါဆိုးစီတီManchester City တင်တို့ဦးဆောင်မှုမရခဲ့တာဖြစ်တယ်ဗျဟုတ်ကဲ့ဗျအမဲလေဒါကစားချိန်တဖြည်းဖြည်းကြာလာနေမြတ်ဒါ Manchester City တင်ရပဲပွဲကိုစူးမှုသွားခဲ့ပြီးတော့ဒီပွဲစဉ်မှာဒါ Asian Manchester City တင်ရဲ့ကစားသမားတွေကဒါအဆုံးသက်ကောင်းမွန်ခဲ့မယ်ဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့ဂိုးပြတ်သွားမဲ့ပွဲစဉ်တစ်ပွဲလို့တော့ရည်မိတယ်ဗျဟုတ်ကဲ့ဗျဟုတ်ဒီပွဲစဉ်မှာအထူးချီးကျူးရမှာတော့ Manchester City တင်ရဲ့ကစားသမားတွေပဲဖြစ်မယ်ဗျဟုတ်ကဲ့အဲ့ဒီထဲမှာအဓိကအထူးချီးကျူးရမှာတော့ဒါတောင်ပန်တိုက်စစ်ကစားသမား Jeremy Doku ဗျဒီကစားသမား Liverpool တင်းရဲ့နောက်တော့အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့ပြီးတော့သူ့ Liverpool တင်းရဲ့ကစားသမား2ယောက်လောက်အထိကတ်ထားခဲ့ရတာမှပဲသူ့အနေနဲ့ကောင်းကောင်းပုံစံနဲ့တစ်ဖက်သွားနိုင်ခဲ့တာတွေ့ရပြီးတော့Liverpool ရဲ့တင်းရဲ့နောက်တော့တော်တော်လေးလှုပ်ရှုပ်စေခဲ့တာကျွန်တော်တွေ့ရတယ်ဗျဟုတ်တယ်ဗျကိုManchester City တင်းရဲ့ဒါတင်းကို3ဂိုးစလုံးမှာလေသူ့အနေနဲ့တက်9ပေါင်ပတ်တက်ခဲ့ပြီးတော့တကိုးတင်းပြီးတော့တကိုးတင်းပြီးတော့ဒါတကိုးဖန်တီကိုပြုလုပ်ခဲ့ပြီးတော့ဒီကျွန်တော်ဒီပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းရရှိသွားခဲ့ပြီဗျဟုတ်ကဲ့ဗျကိုဟုတ်တစ်ဖက်ကအဲ့ဒီ Liverpool တင်းဘက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါတော်တော်များများတော့ဒီပြောစရာတွေပဲရှိလာလိမ့်မယ်ဗျအဲ့ဒီထဲမှာကျွန်တော်နည်းနည်းလေးဟိုဘန်ဂျင်နာကတော့အသေးရဲ့ဝါရင်တောင်မဲ့တက်စစ်သားတော့မိုဟာမက်ဆာလက်ဗျသူ့အနေနဲ့ဒီပွဲစဉ်မှာဘာမှလုပ်ပြနိုင်ခြင်းမရှိဘဲနဲ့ဒါအသက်အရွယ်ကြောင့်ကစားကြနေခဲ့ပြီးတော့ပုံမှန်ခြေစမ်းကိုရောက်ရှိနေတာကိုကျွန်တော်ထပ်မံတွေ့မြင်ခဲ့ရတယ်ဗျဟုတ်တယ်ဗျဒီပွဲမှာဒါကျွန်တော် Manchester City တင်းရဲ့ဘယ်တောင်မဲ့ကစားသမားဒါဒိုကူကတော်တော်လေးစွမ်းဆောင်ရင်ကောင်းသွားတယ်ဒါတော်တော်လေးစွမ်းဆောင်ရင်ကောင်းပြီးပြသွားတာတွေ့ရတယ်ဗျပြီးတော့သူ့ထိန်းတဲ့ကစားသမားပေါ့နော်ဒါ Conor Bradley ပေါ့Conor Bradley နဲ့ဆိုရင်ဒါဟိုမှန်တယ်မျိုးအဆင့်တန်းတော်တော်လေးကွာတဲ့အနေအထားမျိုးလို့တော့ကျွန်တော်နဲ့သုံးသပ်လို့ရရကိုဘာလို့ဆိုတော့ဒိုကူနေနေကဒါလုတ်တိုင်းဖြစ်နေတဲ့ပုံစံမျိုးယူရောက်နေအောင်နော်ဒါ Conor Bradley နဲ့ဘလို့မှထိမ့်သိမ့်နိုင်နေမရှိဘဲနဲ့ဒါဒိုကူကပဲအဓိကသူ့ဘက်ကနေဒိုကူကပဲအဓိကသူ့ဘက်ကနေပြီးတော့
ဖောက်ပြီးတော့ဒါဒုက္ခထောက်လျှောက်ပေးနေတာဖြစ်တဲ့အတွက်ဒါလီဗာပူးတင်းရဲ့နောက်တန်းကဒါဒိုးဘူးကိုအရန်အောင်စိုက်တာများလေသူတို့အနေနဲ့ဒါပိုပြီးရွရွလာလေဆိုတဲ့အနေအထားမျိုးကိုတွေ့ရတယ်ဗျာကိုဒီပွဲစဉ်မှာတော့ဒါကျွန်တော်တို့ line နဲ့ကြောင်ဆက်ပြောရမယ်ဆိုရင်ဒါနီးပြတ်ဘက်ကော်ဒီလာနေနေကတော့ဒါ4141ဆိုတဲ့ formation ကိုသုံးလာခဲ့ပြီးတော့ဒီ4141 formation မှာဆိုပြီးမြင်လေသူအနေနဲ့လွန်လို့4231 4330ရဲ့ပုံစံမျိုးဒါအကောင်းဆုံးချပြပြီးတော့ကစားတော့တွေ့ရတယ်ဗျပြီးတော့ဒါ line ထဲမှာဆိုရင်လည်းဂိုးသမားနေရာမှာဆိုရင်ကျွန်တော် January စီဒိုနာဝီမှာထွက်လာပြီးတော့နောက်တန်းလေးရောက်နေရာမှာဆိုရင် Matthias Junior Rubidia Gavardio နဲ့ဒါ OIL ဒီလျက်ကပေါ်ထွက်လာတွေ့ရတယ်ဗျဒါကျွန်တော်ကွင်းလေခန်းစင်မှုနေရာမှာဆိုရင်ကွင်းလေခန်းစင်နေရာမှာဆိုရင်နီကိုဂိုဆာလက်ကပေါ်ထွက်လာခဲ့ပြီးတော့ဒါကျွန်တော်နေရုံနဲ့ပတန်းကျွန်တော်နောက်ချန်တိုက်စစ်မှုနှစ်ယောက်နေရာမှာဆိုရင် Vivo ရနဲ့ Bernardo Silva ဒီနှစ်ယောက်ကဒါ point ပေါ်ထွက်လာတွေ့ရတယ်ပြီးတော့ဒါတောင်မှနှစ်ဖက်ချမ်းမှာဆိုရင်ဒါ Ryan Cherky နဲ့ဒါ Jeremy Doku ပေါ်ထွက်လာပြီးတော့အထောင်တိုက်စစ်မှုနေရာမှာဆိုရင်တော့ Erling Haaland ကအဓိကပေါ်ထွက်လာတဲ့အနေအထားမျိုးကိုတွေ့ရတယ်ဗျဟုတ် Manchester City line နဲ့ကြောင်ပြောတော့ပြီးတဲ့အချိန် City ကစားသမားတွေပြောမယ်နော် City ကစားသမားတွေအကုန်လုံးအနေနဲ့ဒါကစားသမားတွေကြားမှာနားလည်မှုရှိနဲ့ဒါတော်တော်လေး chemistry မိနဲ့အတူဒါပွဲဟိုဒါချုပ်နိုင်တဲ့လောက်ချုပ်သွားပြီးတော့သူတို့အနေနဲ့အကောင်းဆုံး combat ဖြစ်အောင်ကစားသွားတဲ့အနေအထားမျိုးကိုတွေ့ရတယ်ကိုပြီးတော့ဒါ Liverpool အသင်းဘက်မှာဆိုရင်ဒီပြအာနီစလော့အနေနဲ့ကတော့ဒါသူ့အနေနဲ့ဒါ line နဲ့ပုံစံဖြစ်တဲ့ 4231 ဆိုတဲ့ formation ကိုဒါအဓိကပွဲထွက်လာခဲ့ပြီးတော့ဒါဒီကစားကွက်မှာဆိုရင်အဓိကကစားသမားရဲ့အနေနဲ့ဂိုးသမားနေရာမှာဆိုရင် Mama Dembele ဒီကောနောက်တန်းလေးယောက်နေရာမှာဆိုရင် Robinson Van Dijk Konate နဲ့ဒါ Conor Bradley ဒီလျက်ကိုအဓိကပေါ်ထွက်လာခဲ့တာတွေ့ရကိုပြီးတော့ဒါကွင်းလေလူနှစ်ယောက်ဒါ Junior မှာဆိုရင်တော့ဒါ Mac Allister နဲ့ Gravenberch ကိုပေါ်ထွက်လာခဲ့ပြီးတော့ဒါနောက်ကျန်တိုက်စစ်မှုဒါ Nero နဲ့ပဲတန်းနေရာမှာဆိုတော့ဒါ Sabo Slime ကိုပေါ်ထွက်လာခဲ့တာတွေ့တယ်ကိုတောင်မတိုက်စစ်မှုနှစ်ယောက်နေရာမှာဆိုရင်ဒါကျွန်တော်တို့ Florian Wirtz နဲ့Mohamed Salah ကိုပေါ်ထွက်လာခဲ့ပြီးတော့ဒါအထောင်တိုက်စစ်မှုမှာဆိုရင် Iki Diki ကိုပေါ်ထွက်လာခဲ့တာတွေ့ရတယ်ကိုဒီလီဗာပူးရဲ့ line မှာတော့ဒါကစားသမားတွေကတော့ဒါအခုပြောခဲ့သူပဲဒီကစားသမားတွေကြားထဲမှာဒါနားလည်တော်တော်လေးလိုအပ်နေတဲ့အခြေအနေကိုတွေ့ရပြီးတော့အဓိကပြောမှဆိုရင်အခုခုနပြောတော့သူပဲပေါ့နော်ဒါ Mohamed Salah အနေနဲ့သူ့အနေနဲ့ဒါလုတ်ပြခြင်းစိတ်ကြီးအရင်များနေလို့မြင်မိရကသူ့ရဲ့အသက်အရွယ်တစ်ခုလောက်လာရဲဆိုပေမဲ့ဒါအတင်းနဲ့အတူတူဒါတင်ပလီကစားမဲ့အချိန်မျိုးမှာသူ့အနေနဲ့အချို့နေရာလေးတွေမှာဒါတကူကောင်းဆန်တဲ့အနေအထားမျိုးလေးတွေတက်ပြရကိုပြီးတော့ဒါ Florian Wirtz အနေနဲ့ကတော့ Premier League မှာကစားဖို့အတွက် Premier League အကြောင်းကိုလည်းနားလည်ဖို့အတွက်ကျွန်တော်အနေနဲ့သုံးသပ်မယ်ဆိုရင်ဒါအစွန်တစ်ခုကိုလိုအပ်နေလေဟုံးမယ်လို့ဒါသုံးသပ်မိရကိုပြီးတော့ကျွန်တော်ထပ်ကြည့်ရမယ်ဆိုရင်ဒါ Liverpool တင်းရဲ့ကွင်းလေကဒါ Liverpool တင်းရဲ့ကွင်းလေကကျွန်တော်အနေနဲ့မြင်ရမယ်ဆိုရင်ဒါ defensive midfielder ကောင်းကောင်းတယောက်သူဒါအဓိကလိုအပ်နေလို့မြင်မိရကဆိုတော့နောက်တန်းလေးယောက်နေရာမှာဆိုရင်တော့ Robinson ဘက်ကအများကြီးပြောစရာမရှိဘူးဆိုပေမဲ့လည်းဒါ Van Dijk ရော Konate ရောဒီဘက်က Conor Bradley ရောဒါတော်တော်လေးကိုစင်တပြေရဲ့အနေခံမျိုးတွေ့ရရကို Van Dijk ဆိုရင်လည်းဒါပွဲစားပိုင်းလေးမှာကောင်းလို့ခက်ခဲဆိုပေမဲ့နောက်ပိုင်းမှာထောက်လျှောက်တာအမားလုတ်ခဲ့အနေထားမျိုးလေးတွေတွေ့ရရကို Konate ကလည်းဒါအနှဲငယ်ကောင်းမွန်ခဲ့ရဆိုပေမဲ့လည်းများသောအားဖြင့်အမြင်ဘောခက်ထုတ်မှုအခြေအနေမှာဒါတစ်ဖက်သင်းရဲ့အသာစီးရယူမှုတော်တော်လေးခံထားရတဲ့အနေထားမျိုးတွေကျွန်တော်တွေ့ခဲ့ရကြဆိုတော့ဒါ Liverpool အသင်းအနေနဲ့က Premier League ပွဲစဉ်7ဒါ Manchester City အသင်းရဲ့အိမ်ဝင်းမှာတွားရောက်ကစားတဲ့အချိန်ဒါဒီပွဲရရှုံးမှုရတော့ဒါခက်တဲ့တန်အမှတ်ရမှတ်3တော့ကိုရှုံးသွားတယ်လို့ပဲကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ကိုโอเคဟုတ်ပြီဗျโอเคဒါလီဗာပူးတင်းနေတဲ့ဒီပွဲစဉ်ရဲ့ရှုံးပွဲကြောင့်ဒါပြန်ပွဲဆိုနောက်ဆုံးကစားခဲ့တဲ့10ပွဲမှာဒါသူ့အနေနဲ့9ပွဲထိရှုံးနေခဲ့ပြီးတော့3ပွဲနိုင်ဆိုတဲ့အနေထားနဲ့ဒါတော်လေးချီနေဆိုတဲ့အနေထားကိုရောက်ရှိသွားပြီဖြစ်တယ်ဗျဟုတ်ပြီဗျဒါဒီချီနေကိုဒါနီးပြအာနစ်လော့အနေနဲ့ဘယ်လိုမျိုးပြန်လည်တက်မှတ်ပြီးတော့အတင်းကိုဒါပရီးမီးယားလိဂ်ပြန်ပွဲရဲ့ချီမီပီလန်ကျောင်းပေါ်မှာဒါဘယ်လိုမျိုးဆက်လက်ရည်တည်နေအောင်ကျူးစားသွားမယ်ဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်ဗျအဲ့လိုမဟုတ်ဘဲနဲ့သူ့အနေနဲ့ရလက်စုတွေကဆက်လက်ရရှိနေအောင်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့နီးပြတနေရာအတွက်ကတော့နည်းနည်းလေးစိုးရင်ဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်ဗျဟုတ်တယ်ဗျကျွန်တော်ဒီပွဲစဉ်ရဲ့ကအချက်လက်တချို့ကြည့်ရမယ်ဆိုလို့ရှိရင်ဒါဒီနှစ်တင်းရဲ့ opposition ဘိုင်းမှာဆိုလို့ရှိရင်တော့အင်ရှင်မန်ချက်စတာစီးတင်က49ရာခိုင်နှုန်းနဲ့လဘဦးတင်က51ရာခိုင်နှုန်းရရှိခဲ့ပြီးတော့ opposition မှာတော့ဒါများများဆဆကွာဟာချက်မရှိဘဲနဲ့ဂိုးဝကန်တူဘိုင်းမှာဆိုလို့ရှိရင်တော့အင်ရှင်မန်ချက်စတာစီးတင်ကဂိုးဝ14ချိန်ကန်ခဲ့ပြီးတော့6ချိန်ကိုပေါက်ခဲ့တဲ့အချိန်မှာသူ့အနေနဲ့3ဂိုးရရှိခဲ့တယ်ကဒါအဲ့တယ်လဘဘူးတင်ရတော့ကိုပေါက်9ချိန်ကန်ခဲ့ပြီးတော့တစ်ချိန်တော့ကိုပေါက်တက်ခဲ့ပြီးတော့ဂိုးရရှိခဲ့ချိန်တော့မရှိဘူးဗျဟုတ်ကဲ့ဗျဒီကွဲစစ်မှာတော့ဒါကျွန်တော်တို့အဓိကချီးကျူးရမှာတော့နီးပြဘက်ကွာရီလာဗျဟုတ်တယ်ဗျသူ့အနေနဲ့ကပရီးမီးယားလိဂ်ရာကြီးစမှာနည်းငယ်လေးရုံးကန်ခဲ့ရတယ်ဆိုပေမဲ့လည်းနီးပြဘက်ကွာရီလာရဲ့ဥဆောင်ပေါင်းမှာအတင်းရတာရလက်ကောင်းတွေပြန်လည်ရရှိပြီးတော့လက်မှန်ပေါ်ပြန်လည်ရရှိလာတဲ့မန်ချက်စတာစီးတင်းကိုတော့ပရီးမီးယားလိဂ်ချန်ပီယံဘီလန်ကျောင်းပေါ်မှာတေချာပေါ့စောက်ကြည့်ရမယ့်နေတာဖြစ်တယ်ဗျဟုတ်ကဲ့ဗျဟုတ်ကဲ့ဗျကိုဒီလိုဆိုတာကျွန်တော်ဒီပွဲအကြောင်းရဲ့ဒါအချင်းချုပ်လေးမပြောခင်မှာဒီပွဲမှာဒါထူးခြားတဲ့ပတ်တန်းကြီးတင်ခဲ့တဲ့အချက်လက်လေးတချို့ကြည့်ရမယ်ဆိုရင်ဒါအယ်လင်ဟာလန်အနေနဲ့ကတော့ဒါပယ်နယ်တီတင်းကိုသာဝင်သွားခဲ့ဆိုရင်သူ့အနေနဲ့ဒါဂိုးတရာပြည့်မြောက်မဲ့
ပွဲစဉ်တွေပွဲခက်မှာဖြစ်ပြီးတော့ဆိုတော့ပန်နယ်တီ2-2လွှဲချော်သွားတာဖြစ်တဲ့အတွက်သူ့အနေနဲ့ကတော့ဒါဒီလီဗာပူးနဲ့ပွဲမှာတင်းခဲ့တဲ့တွင်းကိုအားဒါ69ခုမြောက်တွင်းကိုလည်းဖြစ်လာခဲ့တယ်ကိုပြီးတော့နောက်ထပ်မှတ်တမ်းကောင်းတစ်ခုအနေနဲ့ကတော့ဒါနီးပြကြီးပတ်ကွာရီလာအနေနဲ့ဘာစီလိုနာမှာရောဘိုင်ယန်မြူးနစ်မှာရောဒါမန်ချက်စတာစီးတီးမှာရောဒါနီးပြခဲ့တဲ့ပွဲပေါင်းကဒါပွဲတစ်ထောင်ပြည့်ခဲ့တဲ့ပွဲလေးဖြစ်တယ်ကိုဒီပွဲတစ်ထောင်ထဲမှာ916ပွဲကိုဒါအနိုင်ရရှိအောင်နီးပြအနေနဲ့စွမ်းဆောင်ထားပြီးတော့156ပွဲကိုတော့ဒါတည်ရလက်နဲ့အဆုံးသတ်ထားနိုင်အောင်စွမ်းဆောင်ပြီးထားတွေ့ရတယ်ကိုအဲ့ထဲမှာ128ပွဲကတော့ရှုံးနေပေါ့နော်ဒီမှတ်တမ်းအနေနဲ့အတူဒါစူပရာပေါင်း40ကိုလည်းဒါနီးပြအနေနဲ့ရအောင်ဆွမ်းဆောင်ထားနိုင်ပြီးဒါဘတ်ထောင်ပြည့်ရဲ့ပွဲစီမှာဒါအကောင်းဆုံးကတော့ပြိုက်ဘက်ကိုလာအနေနဲ့ဒါလီဗာပူးနဲ့တွေ့ဆုံနိုင်ဂန်နက်ဆူတွေတွေ့ကြုံတတ်တဲ့မှတ်တမ်းကိုဒီနေ့ပွဲမှာတော့ဒါဂိုးပြတ်အနိုင်နဲ့ဒါချွတ်ချွတ်မေမေမဲ့အဆုံးသတ်သွားတဲ့အနေအထားမျိုးကိုတွေ့ရတယ်ဗျဆိုတော့ဒါမန်ချက်စတာစီးတီးအသင်းပရိသတ်တွေအတွက်လည်းဒါပြောစရာကောင်းလို့ဒါလီဗာပူးအသင်းပရိသတ်တွေအတွက်လည်းသူတို့ရဲ့အသင်းရဲ့ဒါ performance ကိုကြည့်ပြီးတော့ဒါအနေငယ်ဆွေးနွေးစရာဖြစ်လာမှာတော့သိကြရဲကိုဟုတ်ကဲ့ပါโอเคပဲအဲ့လိုဆိုတော့ကျွန်တော်ဒီကွဲစင်ရဲ့အကောင်းဆုံးကစားသမားဆင်းကိုဒါကျွန်တော်ညီကိုများရဲ့အမြင်အရတစ်ချက်တော့ရွေးချယ်ကြည့်အောင်ဗျဟုတ်ပြီဗျကျွန်တော်အနေနဲ့ဒါကျွန်တော်တူတဲ့မြင်ရရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့သိကြတယ်ဒါဒီကွဲစင်ရဲ့အကောင်းဆုံးကစားသမားဆင်းမှာတော့မန်ချက်စတာစီးတင်းရဲ့ကစားသမားတွေပဲဒါရှိနေမှာဗျဟုတ်ပြီဗျဒါဒီကွဲစင်ရဲ့အကောင်းဆုံးကစားသမားဒါနံပါတ်1နေရာနဲ့ကျွန်တော်ရွေးချယ်ရမယ်ဆိုလို့ရှိရင်သိကြတယ်ဒါအကစားစီးတင်းရဲ့တောင်မြတိုက်စစ်ကစားသမားဂျာမီတိုကူပဲရွေးချယ်ရမယ်ဗျဟုတ်တယ်ဗျသူအနေနဲ့လည်းအကောင်းဆုံး performance နဲ့အတူ Man of the Match လည်းရရှိသွားတယ်ကျွန်တော်နောက်ထပ်ကစားသမားထပ်ရွေးချယ်ရမယ်ဆိုလို့ရှိရင်တော့မန်ချက်စတာစီးတင်းရဲ့ဒါနောက်ခံကစားသမားတွေဖြစ်တဲ့မက်ဒီယန်နူးနဲ့ရီလီကိုကျွန်တော်ထပ်ရွေးချယ်ခြင်းနဲ့ဗျဟုတ်တယ်ဗျဒီစားသမားတွေကဒီပွဲစဉ်မှာသူ့အနေနဲ့လဘာဘူးတင်းရဲ့ဒါတာမတက်စစ်နဲ့ချက်ကိုအကောင်းဆုံးဟန်တာနိုင်ခဲ့ပြီးတော့အကောင်းဆုံး performance တွေပြသတော်ခဲ့တာကျွန်တော်တွေ့ရတယ်ဗျဟုတ်ကဲ့ဗျကျွန်တော်အနေနဲ့ဒါအကောင်းဆုံးစားသမားကိုရွေးချယ်ပေးရမယ်ဆိုတော့ဒါမန်ချက်စတာစီးတီးတင်းရဲ့ဒါကွင်းရဲ့တနေရာမှာအကောင်းဆုံးဆွမ်းဆောင်ပေးသွားတဲ့ defensive midfielder တဦးဖြစ်တဲ့နီကိုဂွန်ဇာလက်ကိုရွေးချယ်ပြမယ်တင်တယ်ဗျနောက်တစ်ယောက်ကတော့မန်ချက်စတာစီးတီးအသင်းရဲ့အထောင်တိုက်စစ်ဘူတူဦးလေးဖြစ်တဲ့မန်ချက်စတာစီးတီးအသင်းရဲ့ဒါရက်လက်တွေကိုအကောင်းဆုံးဖြစ်အောင်စတင်မိထားတဲ့ဒါအိုင်လင်ဟာလန်ဗျဒီကစားသမားနဲ့ကိုကျွန်တော်အနေနဲ့ဒီပွဲအကောင်းဆုံးကစားသမားစင်းနေမှာထည့်သွင်းလိုက်ချင်ပါတယ်ကိုဟုတ်ကဲ့ဗျဟုတ်တယ်ဗျကိုဒီလိုဆိုတော့ဒါကျွန်တော်လီဗာပူးတင်းနဲ့မန်ချက်စတာစီးတီးအသင်းတို့ရဲ့ဒါပရီးမီးယားလိပွဲစဉ်17အကြောင်းကိုပြောတော့ပြီးတဲ့အချိန်မှာဒါပရီးမီးယားလိပွဲစဉ်တွေအနေနဲ့ကတော့ဒါကျွန်တော်ဂျားရဲမှာ international break ကြောင့်ဒါတပတ်နားမှာဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ဒါ Premier League ပွဲစဉ်တွေကိုနိုဝင်ဘာလ22ရက်နေ့မှပြန်လည်ကြည့်ရှုခွင့်ရတော့မှာလည်းဖြစ်တယ်ကိုကျွန်တော်ဘောလုံးပရိသတ်တွေအနေနဲ့ကတော့ဒါ League ပွဲစဉ်တွေအကုန်လုံးကိုဒါခဏတာလွမ်းအောင်မဲ့အခြေအနေကိုလည်းရောက်လာမှာလည်းဖြစ်တယ်ကိုဆိုတော့ကျွန်တော်ညီကိုညသုံးသက်တင်ဆက်နေတဲ့လီဗာပူးတင်းနဲ့မန်ချက်စတာစီးတီးတင်းတို့ရဲ့ပွဲစဉ်17အကြောင်းလေးကိုကျွန်တော်ပို့ပြီးသမချက်စင်နေဒီမှာရေးချလိုက်အောင်ကိုဟုတ်ကဲ့ပါဟုတ်ကဲ့ဗျဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ပွဲစုံရဲ့ Facebook နဲ့ YouTube Channel မှာနောက်ဆုံးရဘောလုံးသတင်းတွေနဲ့အတူဘောလုံးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တွေကိုစွာနားထောင်နိုင်ပြီး Subscribe လုပ်ပြီးပါလို့ပြောရင်းနဲ့ကျွန်တော်တို့နေစုနောက်မှပြန်လည်ဆုံတွေ့ကြပါမယ်ဗျကျေးဇူးများတင်ပါတယ်ကိုသိချင်ပါတယ်ကျေးဇူးပါဗျ